အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဖူကနန်းကြီးတုတ်စားပါမယ်ပထမဦးဆုံးအနေနဲ့စီတက်ရမယ်ကြက်သွန်အဖြူနီလေးကိုပေါ့နော်ထောင်းပြီးစီတက်ရမယ်အစိမ့်မုတ်လေးမပါမဖြစ်ထည့်ပြရပါမယ်ပြီးရင်တော့အစင်တင်စားစနွေးနေထားတဲ့ကြက်သားလေးတွေကိုစီတက်ပေးပါမယ်စီတက်နေစဉ်အချိန်တွင်းမှာပဲဖိုးကအရသာတွေတစ်ခါတည်းထည့်တက်မယ်ပေါ့နော်ငံပြားရီချိုမုတ်စီတက်လို့ကြက်သားလေးတွေကြက်ပြီဆိုလို့ရှိရင်တော့အစင်တင်အိုးတဲ့ပကံထဲမှာလှည့်ထားပေးလိုက်ပါမယ်အိုးရနေပြီးတော့ပြီးရင်တော့ဖိုးကနန်းကြီးဖက်လေးကိုပြုတ်ပေးရမှာဖြစ်ပါတယ်ဖိုးက2ယောက်စာဆိုတော့နန်းကြီးက2ထုပ်ပြုတ်လိုက်ပါတယ်ပြီးရင်တော့ပါဝင်ပစ္စည်းနေနဲ့ဂေါ်ဘီထည့်မယ်ပြီးကျွတ်တော်နီလေးထည့်ရမယ်ပြီးရင်သခွားလေးလည်းထည့်ရမယ်ပြီးမကြီးရည်လေးစိမ့်ထားပေးလိုက်ပါမယ်အိမ်ကမောင်လေးကကျွတ်တော်နီမကြိုက်တော့မထည့်တော့ပါဘူးပြီးရင်အစင်သင်းပြုတ်ထားတဲ့ခေါက်ဆွဲတွေပြီးရင်စီတက်ထားတဲ့ကြက်သားလေးတွေတခါတည်းပကံလေးကိုထည့်ပေးလိုက်ပါမယ်ပြီးရင်တော့အကြက်မုတ်လေးရေပြီးရင်မကြီးရည်လေးတွေအတုတ်တော့ရင်မကြီးရည်ကတော့အသက်ပေါ့နော်အဲ့ဒါမပါမဖြစ်ပြီးလို့ရှိရင်ပဲမုတ်ပါမယ်ပဲမုတ်ကလည်းမပါမဖြစ်ပေါ့နော်ပြီးရင်ချိုမုတ်လေးတွေပြီးရင်တော့ငံပြားရည်လေးတွေကိုချိန်ပြီးတော့လိုအပ်သလောက်ဖို့ထည့်ပေးလိုက်တယ်ပေါ့နော်အရင်ဆုံးမှန်းပြီးတော့ဘာလို့ဆိုကြက်သားထဲမှာလည်းစီတက်ထားပြီးသားပေါ့နော်အဲ့ဒါဆိုတော့ပြီးရင်တော့အားလုံးကိုရောသမသွားအောင်နေလိုက်လို့ရပါပြီနှံ့အောင်နေပေးရပါမယ်ပြီးရင်တော့အိမ်မှာနန်းနန်းမင်းရှိရဆိုရင်နန်းနန်းမင်းလေးကိုညှက်ထည့်ပေးလိုက်ပါအဲ့ဒါမှအတုပ်ကပို့ပြီးတော့မှအနံ့အရသာနဲ့ပို့ပြီးတော့မှပြည့်စုံတယ်ပေါ့နော်စားလို့ကောင်းတယ်ပေါ့နဲနေစဉ်အတွင်းမှာပဲမှုေးပြီးတော့ပေါ့နော်ပိုက်တီစားလာပါပြီဒါဆိုရင်တော့နေပြီးသွားပြီဆိုလို့ရှိရင်တော့အစင်သင်းဖြစ်ပြီဆိုလို့ရှိရင်ဖူတော့သုံးဆောင်လို့ရပါပြီဖူကတော့စားလိုက်ပါဦးမယ်အဆုံးထိအောင်လိုက်ပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုလေးကြာရင်ပြန်တွေ့ကြမယ်တတာ